တဘာဝဘေးရန်တဲ့ကြောင့်ပြိုကျတဲ့အဆောက်အဦအောက်မှာလူများစွာပိတ်မိနေခဲ့ပါတယ်။ဒါလေးကိုအတူတူရေးကြည့်ကြရအောင်။တဘာဝဘေးရန်တဲ့ကြောင့်ဆိုလို့ရှိရင် due to the natural disaster ဘေးရန်တဲ့ပြိုကျတာက collapsedဆောက်အဦက building နေရာမှာကိုရေးချင်တာကအဆောက်အဦအောက်မှာလို့ပြောချင်တာဖြစ်တဲ့အတွက် under a collapsed building လူများစွာလူအများပြားဆိုလို့ရှိရင် a lot of people ပိတ်မိနေခဲ့ပါတယ်ပိတ်မိတာက trap trap ဒါက verb 1သူ့ရဲ့ verb 3က trapped trappedရုပ်ပြီးသားလေးကိုဝကြတစ်ကြောင်းဖြစ်အောင်အတူရေးကြမယ်အရင်ဆုံးစကြောင်းရဲ့စမှာ subject ရှိမယ် subject က a lot of people subject ပြီးရင် verb လာမယ်ဒီနေရာမှာကိုရေးချင်တာကအဆောက်အဦရဲ့အောက်မှာလူများစွာပိတ်မိနေခဲ့တယ်အဲ့ဒီလူအများဒီ subject ကြီးဒီပိတ်မိခြင်းကိုခံရတာဖြစ်တဲ့အတွက် passive ပုံစံရေးပေးရမယ် passive ဘွားရဲ့ pattern လေးက be plus verb 3 be ဆိုတာ verb to be ကိုပြောတာ verb to be က am is are was were am is are က present tense မှာသုံးတယ် was နဲ့ were က past tense မှာသုံးတယ်အခုရေးနေတာဒီလက်ရှိပိတ်မိနေတာမဟုတ်ဘူးပိတ်မိနေခဲ့တယ်အရင်ကဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြောချင်တာဖြစ်တဲ့အတွက် past tense was နဲ့ were ထဲကတစ်ခုခုကိုသုံးပေးရမယ် subject က a lot of people ဒီအများကိန်းဖြစ်တဲ့အတွက် were ကိုသုံးပေးရမယ် were trapped ဘယ်မှာပိတ်မိနေရလဲ under a collapsed building ဘာကြောင့်ဒီလိုပိတ်မိနေရလဲတဘာဝဘေးအန္တရာယ်ကြောင့်ဆိုတော့ due to the natural disaster a lot of people were trapped under a collapsed building due to the natural disaster ဘာဝဘေးအန္တရာယ်ကြောင့်ပြိုကျတဲ့အဆောက်အဦအောက်မှာလူအများပြားလူများစွာပိတ်မိနေခဲ့ပါတယ်။ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye